လေးသည်အဖွဲဝင်လူရှင်တော်ပန်းသည်အသေးယောဂဖြစ်ကွယ်လွန်တီလေးသည်အဖွဲဝင်လူရှင်တော်ပန်းသည်ခမျိုးစော်သည်အသေးယောဂဖြစ်ကွယ်လွန်ခဲ့ကြောင်းလူရှင်တော်တိုင်းဝိုင်းထံကသိရပါသည်ဇာကနာဥဆောင်ခဲ့သည့်တီလေးသည်လူရှင်တော်ဖွဲ့သည်ပရိသတ်အားပေးမှုကိုရရှိခဲ့ပြီးအဖွဲ့တစ်ခုဖြစ်တော်လဲနောက်ပိုင်းတွင်နိုင်ငံရေးအခြေအနေများကြောင့်လူစုကွဲတော်ရခြင်းဖြစ်ကြောင်းသိရပါသည်လူရှင်တော်တရုတ်ဆောင်ငပြောကျော်ကပန်းဒီခေါ်မျိုးစောကွယ်လွန်ကြောင်းကို၎င်း၏လူမှုကွန်ရက်မှာတဆင့်အသိပေးထားပါသည်လူရှင်တော်ပန်းသည်မျိုးစောကောင်းရသူကတိလာပါစီကွာစိတ်မကောင်းခြင်းများစွာဖြစ်ရပါတယ်လို့ငပြောကျော်က၎င်းရဲ့ဖေးဥစာမျက်နှာမှာရေးသားခဲ့ပါတယ်လူရှင်တော်ပန်းသည်အသေးရောင်ယောဂကြောင့်ရန်ကုန်မြို့ဂရီဟန်တာစေယုံတွင်စေကူတာမှုခံခဲ့ခြင်းဖြစ်ပြီးယနေ့မေလ29ရက်နေ့လယ် 10:20 မိနစ်အချိန်တွင်ဆုံးမသွားခဲ့ကြောင်းသိရပါတယ်ပန်းသီးဆရာဖြစ်သည့်ဇာကနာကလည်း၎င်းလူမှုကွန်ရက်တွင်ပန်းသီးကွယ်လွန်သွားသည့်အတွက်စိတ်မကောင်းဖြစ်ရကြောင်းပရိသတ်တွေကိုအသိပေးလာပါတယ်လူရှင်တော်ကိုပန်းသီးကွယ်လွန်သွားတဲ့ပေါ်မိသားစုဝင်တွေနဲ့အတူထပ်တူထပ်မြဝမ်းနဲ့ကြည်ကွဲရပါတယ်ဆယ်စုနှစ်ချီပြီးပရိသတ်တွေကိုအမြဲတမ်းရီမောပျော်ရွှင်အောင်စင်တင်တပင်းနဲ့အနုပညာလုပ်တွေမှာဆွမ်းဆက်တမန်ဖြောပြခဲ့တဲ့လူရှင်တော်ကြီးတူဆုံးရှုံးသွားရတာဟာနှမျောတသားစရာကောင်းပြီးအနုပညာလောကအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါပဲအသေးရောင်အတဝါဘီဘိုးနဲ့အသေးကိစ္စယောဂဝေဒနာတွေကိုပြင်းပြင်းထန်ထန်ခံစားရတဲ့အတွက်နောက်ဘဝမှာဒီလိုယောဂဝေဒနာဆိုးတွေကနေကင်းဝေးပြီးကောင်းရသူကတိလာပါစေကြောင်းဆုတောင်းပေးလိုက်ရပါတယ်မိသားစုဝင်တွေလည်းဒီအခက်ခဲကွယ်တဲ့ချိန်တွေကိုအင်အားရှိရှိနဲ့ဖြတ်တန်းကျော်လွှားနိုင်ပါစေသူတို့ရဲ့အိမ်အောင်ရေကောလာဟာလာသတင်းတွေနဲ့ပတ်သက်ပြီးပညာသားပပပြောလာတဲ့အီချောပိုလူတွေကြားထဲမှာသတင်းတွေထွက်ပေါ်နေသလိုမျိုးခင်မွန်းတဲ့နဲ့သူမကအိမ်အောင်ရေကိစ္စမှာပညာသားပပနဲ့ရှင်းလင်းလာတာကတော့တရုတ်ဆောင်မင်းသမီးအီချောပိုပဲဖြစ်ပါတယ်ဒီမတိုင်ခင်မှာတော့အီချောပိုကခင်မွန်းတဲ့နဲ့အိမ်အောင်ရေအစဉ်ပြေပုံမရဘူးခင်မွန်းတဲ့ကအီချောပိုကိုအမြဲတမ်းအနိုင်ယူရတယ်ဆိုတဲ့ပုံတွေကကြက်ကြက်ပြန့်ပြန့်ထွက်ပေါ်လာခဲ့တာပါဒါကတော့မိုးကောင်းကလေးအထူးကုစေယုံမှာဆေးကလာပြချိန်မှာအီချောပိုရဲ့ခင်မွန်ကလူကြားထဲမှာအီချောပိုကိုစုပူငေါက်တာစသဖြင့်အင်တာနက်ပေါ်မှာသတင်းတွေကပြန့်နှံ့လာခဲ့တာပါဖိသက်ကြီးတို့လည်းသိတဲ့အတိုင်းပါပဲမင်းသမီးအီချောပိုဆိုတာကတော့တစ်ချိန်ကမြန်မာနိုင်ငံရဲ့အချောဆုံးအလားဆုံးမင်းသမီးတွေတဲကထိပ်တန်းတစ်ယောက်လည်းဖြစ်ပါတယ်နောက်ပိုင်းမှာတော့အီချောပိုတယောက်ကမြန်မာနိုင်ငံရဲ့ချမ်းသာဆုံးတထေးကြီးတစ်ယောက်ဖြစ်တဲ့ကိုမိုးဆက်မုံနဲ့လက်ထပ်လိုက်တဲ့အခါမှာပြည့်ပြည့်စုံတဲ့အိမ်အောင်ရေးတစ်ခုကိုရရှိပိုင်ဆိုင်သွားခဲ့တာပါသူတို့နှစ်ယောက်ကတော့အရန်ကိုချစ်ကြပြီးတော့ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ကိုလည်းရရှိထားပြီးသားပါဒါပေမဲ့လည်းအင်တာနက်ပေါ်မှာတော့ခင်မိုးဖြစ်သူနဲ့ဆင်မပြေတဲ့သတင်းတွေတက်လာခဲ့ပါတယ်အစောပိုင်းမှာတော့အီချောပိုကဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းဘာမှတရားဝင်ဖြေထားတာမျိုးမရှိခဲ့